တို့ကထိတွေ့မှုရှိခဲ့တဲ့လူတွေအားလုံးကိုလိုက်ပြီးတော့ကျမတို့ရှာတယ်ရှာပြီးတော့ quarantine သွင်းတယ်သူတို့စစ်ဆေးတယ်ဒီလိုလုပ်တယ်ဆိုတာကျမတို့နိုင်ငံကဒီကိုဗစ်ရောဂါကိုထိန်းချုပ်နိုင်တဲ့အကြောင်းရင်းတစ်ခုကဒါပါပဲဒါတော်တော်တော့ဒါပြီးကြတာများတာပေါ့နော်ဒုက္ခခံရတာပေါ့လိုက်ပြီးတော့အားလုံးကိုလိုက်ရှာတယ် quarantine သွင်းတယ်ဆိုတာနိုင်ငံတော်တော်များများကလုံးဝမလုပ်ပါဘူးလုံးဝမလုပ်ပါဘူးကိုယ့်ဘာကိုယောဂရှိတယ်လို့ထင်လို့ဆေးရုံသွားပြီးစစ်လို့ယောဂရှိတယ်ဆိုရင်ဒါမှကဲယောဂပိုးတော့တွေ့ပြီး positive ဖြစ်ပြီးခင်ဗျားတို့အိမ်မှာခင်ဗျားတို့သွားနေတော့ကိုယ့်ဘာကို home quarantine လေးဆိုပြီးတော့အဲ့လိုပြန်လွှတ်တဲ့နိုင်ငံတွေအများကြီးပါလားထမ်းသာတဲ့နိုင်ငံတွေမှာလည်းဒီလိုပဲလုပ်ပါတယ်ကျမတို့ကတော့ဒီလိုမလုပ်ပါဘူးဘာလို့လဲဆိုတော့ကျမတို့ပြည်သားတွေရဲ့အနေထားအရာလေသူတို့ကိုသူတို့စောင့်ရှောက်ဖို့အကန့်အသတ်ရှိတယ်ဆိုကျမတို့လက်ခံပါတယ်ဥပမာဆိုရင်ကျမတို့ပြည်သူတွေတော်တော်များများဆိုရင်အင်ဂျင်နီယာတွေထဲမှာနေရတယ်တိုက်ခန်းချင်းချင်းတွေမှာနေရတယ်မိသားစုဝင်တွေက5-6ယောက်လောက်ရှိမယ်ဒီလိုမှရှောင်ပြီးနေလို့မရအောင်ရှောင်ပြီးနေလို့မရတဲ့ဆိုတော့တယောက်ကနေဆိုတော့ကျန်တဲ့မိသားစုတွေကိုကုမယ်ကုပြီးသူတို့နဲ့တစ်ခါဆက်ဆံမှုရှိတဲ့လူတွေကုနိုင်တယ်အဲ့ဒီဟာတွေရှိတဲ့အခါကျတော့ကျမတို့ကနေပြီးဒါတွေမဖြစ်အောင်ဆိုတော့ကြိုတင်ကာကွယ်တဲ့အနေနဲ့ဒီလိုလုပ်ထားပါဒီလိုလုပ်တဲ့ဟာနိုင်ငံတော်အတွက်အကုန်ကြများပေမဲ့ကျမတို့ကတော့မြင်တာကတော့ဒီလူတယောက်ချင်းရဲ့အသက်ဟာတာဝုဖြတ်လို့မရပါဘူးအဲဒါကြောင့်နိုင်ငံတော်အတွက်ဘယ်လောက်ကုန်ကြရဲပါလဲဆိုတော့ဒါကိုကျမတို့ထည့်မတွက်ဘူး